အားလုံးပဲမင်္ဂလာပါဒီနေ့ကိုကျွန်တော်တို့နေ့စဉ်မြင်နေရတဲ့ drone တွေရဲ့နောက်ွယ်ကတိတ်မထီကြသေးတဲ့တမိုင်းကြောင်လေးကိုအတူတူကြည့်သွားကြအောင်ဟုတ်ပါတယ်အခုဆိုရင် drone တွေကမြန်တိုင်းမှာရှိနေပြီနော်တက်ပုံလှလှလေးတွေရိုက်တာကစလို့ PC တွေပို့တာနော်စိုက်ပျိုးရေးမှာတော့သုံးနေကြပြီဒါပေမဲ့ခဏလောက်စဉ်းစားကြည့်ပါလားဒီနီးပညာကတကယ်တမ်းကျတော့ဘယ်ကနေဘယ်စခဲ့တာလဲဆိုတာတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်မို့လားကဲသူ့ရဲ့အစကိုပြန်သားကြည့်ကြရအောင်ဆိုတော့ပထမဆုံး drone တွေကအခုမြင်နေရတဲ့ပုံစံမျိုးမဟုတ်ခဲ့ပါဘူးတကယ်တော့သူတို့ရဲ့အစဟာစစ်မြေပြင်မှာပြန်တန်းနေတဲ့ပြစ်မှတ်တွေအဖြစ်သုံးဖို့ကနေစခဲ့တာပါဒီဇလန်ကလောကတဲ့ဒေတာကျော်ဟော1919ခုနှစ်လောက်ပြန်သွားရမှာပါအဲဒီတုန်းကပထမကမ္ဘာစစ်အတွင်းမှာပေါ့စစ်သားတွေလေ့ကျင့်ပစ်ခတ်ဖို့အတွက်ရေဒီယိုလေးထင်းချုပ်လို့ရတဲ့လူမပါရဲ့လေယာဉ်ဒီကို area targets ဝင်ပြစ်မှတ်တွေဖြစ်စပြီးတုံးခဲ့ကြတယ်အဲ့ဒါကပဲဒီနေ့ခေတ် drone ပညာရဲ့မျိုးစေ့လေးဖြစ်လာခဲ့တာပါအဲ့ဒီနောက်1995ခုနှစ်မှာ Britain တွေက DH-82B Queen Bee ဆိုတဲ့အဝေးထိန်းပစ်မှတ်လေယာဉ်တစ်မျိုးကိုထပ်မိတ်ဆက်ခဲ့တယ်ဒီနေရာမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကပါလဲဆိုတော့ Queen Bee ပြားဘရင်မာကိုဆွဲပြုပြီးအဲ့ဒီလေယာဉ်တွေကို drone ပြားထီးလို့ခေါ်ရကနေဒီနေ့အထိအဲ့ဒီနာမည်ကတွင်ကျယ်သွားခဲ့တာပဲဖြစ်ပါတယ်တော်တော်လေးထူးဆန်းတဲ့နာမည်ပေးပုံပဲနော်အဲ့ဒီလိုဖြစ်မှတ်လေးတွေအဖြစ်စတင်ခဲ့ရကနေစစ်အေးတိုက်ပွဲကာလရောက်လာတဲ့အခါမှာတော့ drone တွေဟာလုံးဝကိုအရေးပါတဲ့အခန်းကဏ္ဍတစ်ခုကိုရောက်လာခဲ့ပါတယ်။ကောင်းကင်ဘုံကမျက်လုံးတွေလိုဖြစ်လာခဲ့တာပေါ့။ဟုတ်ပါတယ်။နှစ်ပေါင်းများစွာဆယ်စုနှစ်နဲ့ချီပြီးတော့ပေါ့ drone ပညာဆိုတာကစစ်ပတ်ရဲ့ထိပ်တန်းလျော့ဝှချက်တစ်ခုလိုဖြစ်နေခဲ့တာပါ။စစ်ရေးတိုက်ပွဲကာလမှာဆိုရင်တို့ကအစစ်မြင့်ထောက်လန့်ရေးကိရိယာတွေဖြစ်ပြောင်းလဲလာတဲ့ဒါပေမဲ့ပြဿနာကအဲ့တုန်းက drone တွေကအရွယ်စွာကလည်းအကြီးကြီးတွေဈေးကလည်းမတရားကိုမြင့်တော့အစိုးရတွေပဲတုံးနိုင်ပြီးတာမန်လူတွေတို့တော့အိမ်မတောင်မှလို့မရတဲ့ຢာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအခြေအနေကိုလုံးဝပြောင်းပြန်လန်ပြမဲ့တော်လိုင်းကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ quadcopter ရဲ့ဖြစ်အိုပဲဖြစ်ပါတယ်။အထူးသဖြင့်နှခမ်းပြည့်နေဒီလောက်မှာပေါ့လေ။နီးပညာပိုင်းမှာအကြီးကျယ်ခုံပြန်ကျော်လွှားမှုတွေဖြစ်လာခဲ့တယ်။ဥမာ GPS unit လေးတွေကတိတ်သက်သေးလာတယ်။ဘက်ထရီတွေကပေါ်ပါပြီးအားဖို့ခါလာတယ်။ပြီးတော့အဆင့်မြင့် motion sensor တွေပေါ်လာတယ်။အဲ့ဒီနီးပညာတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါမှာတော့ drone တွေကိုတေးသေးလေးတွေနဲ့အစွမ်းထက်အောင်ဖန်တီးဖို့ဖြစ်နိုင်လာခဲ့တာပါအဲ့ဒီမှာအားလုံးကိုပြောင်းလဲသွားစေခဲ့တဲ့အဓိကအလဲပြောင်းကတော့2010ခုနှစ်မှာရောက်လာခဲ့ပါတယ်အဲ့ဒီနေ့မှာ Parrot AR drone လိုမျိုးကိုယ့်ရဲ့ smartphone လေးနဲ့တင်ထိန်းချုပ်လို့ရတဲ့ drone တွေဈေးဝယ်ထက်ကိုစားရောက်လာတယ်အဲ့ဒါကတကယ်ကို game changer ပဲလူတိုင်း drone ပိုင်ဆိုင်နိုင်မဲ့ခက်တဲ့တစ်ခုရဲ့တကားကိုဖွင့်ပေးလိုက်သလိုပါပဲအဲ့ဒီချိန်ကစပြီးတော့အရင်ကစစ်ပတ်မှာပဲတုံးနိုင်ခဲ့တဲ့လူမပါပဲပြန်တန်းနိုင်တဲ့နီးပညာဟာလူတိုင်းရဲ့လက်ထက်ကိုအမှန်တကယ်ရောက်ရှိလာခဲ့ပါပြီ။အရာမှာစစ်ပတ်သုံးရင်တွေကနေလက်ထဲမှာကင်လို့ရတဲ့ quadcopter လေးတွေဖြစ်ပြောင်းလဲလာတာကတကယ်ကိုမယုံနိုင်လျာပြောင်းလဲရေးတစ်ခုပါပဲ။ကဲအတိတ်ကနေပစ္စုပန်ကိုရောက်လာခဲ့ပြီဆိုတော့ရှေ့ဆက်ပြီး drone တွေရဲ့အနာဂတ်ကဘလို့ပုံစံဖြစ်လာမလဲဆိုတာကိုခဏလောက်ကြည့်လိုက်ကြရအောင်။ဒါကပိုးပြီးတော့စစ်လို့ရှားကိုကောင်းလာပါပြီ။အနာဂတ်ရဲ့နောက်ထပ်ခြေလှမ်းသစ်ကပါလဲဆိုတော့ကိုယ်တိုင်စဉ်းစားနိုင်တဲ့ drone တွေပါပဲ။ဟုတ်ပါတယ်။ artificial intelligence လို့ခေါ်တဲ့ AI နည်းပညာကိုပေါင်းစပ်လိုက်တဲ့အခါမှာ drone တွေဟာလူရဲ့ထိန်းချုပ်မှုမလိုပဲကိုယ်တိုင်ပြန်တန်းနိုင်လမ်းကြောင်းရှာနိုင်ပြီးစွန့်ဖြတ်ချက်တွေတောင်ချနိုင်လာတော့မှာပါဥပမာအနေနဲ့ပြောရရင်အခုဆိုရင်ကိုမာလိုက်တဲ့ပစ္စည်းတွေအစားအသောက်တွေကို drone တွေကအလိုအလျောက်အိမ်တန်ရာရောက်လာပို့ပေးတာမျိုးတွေဒါမှမဟုတ်အကြီးပေါ်အခြေအနေတွေမှာဆေးဝါးတွေကိုအများဆုံးပို့ပေးတာမျိုးတွေနောက်ပြီးတော့စိုက်ခင်းကြီးတွေကိုတိတိကျကျစောင့်ကြည့်ပြီးလိုအပ်တာတွေဖြည့်ဆည်းပေးတာမျိုးတွေမှာဒီ AI drone တွေကတကယ့်ကိုအထူးကျတဲ့အခန်းကဏ္ဍကလေးပါဝင်လာတော့မှာပါဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားကြည့်အောင် drone တွေကကျွန်တော်တို့ရဲ့ကဘာကြီးထဲမှာကိုယ်တိုင်လမ်းကြောင်းရှာပြီးပြန်တန်းတက်လာတဲ့အခါသူတို့တွေကနောက်ထပ်ဘယ်လိုပြဿနာတွေကိုဖြေရှင်းပေးနိုင်အောင်မလဲစစ်မြေပြင်ကပြစ်မှတ်လေးတွေအဖြစ်စတင်ခဲ့တဲ့ဒီနီးပညာရဲ့အနာဂတ်ခရီးကဘယ်အထိဆက်သွားနိုင်မလဲဆိုတာကတော့တကယ်ကိုစောင့်ကြည့်ရမယ်စိတ်လှုပ်ရှားစရာအကြောင်းရတစ်ခုပါပဲ